ဒီဗီဒီယိုကိုကြည့်နေတဲ့ကလေးငယ်တို့အတွက်စိတ်လှုပ်ရှားစရာခရီးတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုလုပ်ငန်းကိုစတင်တဲ့သူကိုလုပ်ငန်းရှင်လို့ခေါ်ပါတယ်။ကိုငယ်သေးပေမဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာနိုင်တယ်ဆိုတာကိုသိရင်အံ့ဩသွားနိုင်ပါတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့ကိုလုပ်ငန်းလေးကိုဘယ်လိုစတင်နိုင်မလဲဆိုတာကိုကြည့်လိုက်အောင်။ အခုတော့အသက်6နှစ်အရွယ်အမှုပညာအရန်တော်တဲ့အမ်မာဆိုတဲ့ကောင်မလေးကြောင့်ပြောပြပေးပါမယ်။သူမကပုံဆွဲရတာကိုနှစ်သက်ပြီးနိုင်ပေါင်းများစွာပုံတွေဆွဲနေတတ်ပါတယ်။တနေ့မှာတော့သူမရဲ့ပုံတွေကိုတခြားသူတွေနဲ့မျှဝေဖို့စိတ်ကူးကောင်းတစ်ခုရခဲ့ပါတယ်။အဲ့ဒီစိတ်ကူးကဘာများဖြစ်မလဲ။အမ်မာကသူမရဲ့ပုံလေးတွေနဲ့နှုတ်ဆက်ကပ် greeting cards တွေပြုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စိတ်ကူးပါပဲ။သူမဘလို့ပြင်ဆင်ခဲ့ပြီးနောက်တစ်ဆင့်ဘာဆက်လုပ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။အမ်မာဟာကတ်တွေလုပ်ဖို့စက်ကူးဈေးရောင်စုံနဲ့တောက်ပတဲ့ပစ္စည်းတွေလိုအပ်ခဲ့ပါတယ်။သူမကမိဘတွေကိုအကူအညီတောင်းခဲ့ပြီးမိဘတွေကလည်းဝမ်းမြောက်စွာကူညီပေးခဲ့ကြပါတယ်။မိဘတွေကအမ်မာရဲ့ဖန်တီးနိုင်စွမ်းကိုမြင်တွေ့ရတာဝမ်းသာခဲ့ကြပါတယ်။မကြခင်မှာပဲသူမစီမှာလှပတဲ့တမူထူးခြားတဲ့ကပ်ပေါင်းများစွာရှိနေပါပြီ။ဒါပေမဲ့လူတွေကသူမရဲ့ကတ်တွေအကြောင်းဘလို့သိရှိနိုင်မှာလဲ။အမ်မာကစိုင်းပုတ်လေးတစ်ခုလုပ်ပြီးအိမ်ဝင်းထဲမှာသူ့ရဲ့ကိုယ်ပိုင်ဆိုင်လေးတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။သူမဟာတငယ်ချင်းတွေနဲ့အိမ်နီးချင်းတွေကိုလည်းသူ့ကတ်တွေအကြောင်းပြောပြခဲ့ပါတယ်။လူတွေကသူ့ကတ်တွေကိုသဘောကျပြီးဝေယူခဲ့ကြပါတယ်။အမ်မာရဲ့စူးစမ်းအားထုတ်မှုတွေအရာထင်လာတဲ့အတွက်သူမဟာပျော်ရွှင်ခဲ့ရပါတယ်။သူမကငွေအချို့ကိုစုမိခဲ့ပေမဲ့ငွေရှာတာတစ်ခုတွေကသူမတင်ယူခဲ့တဲ့အရာမဟုတ်ပါဘူး။ဒါဆိုနောက်ထပ်ဘာတွေများတင်ယူခဲ့ရသေးလဲ။အမ်မာဟာသူ့ရဲ့ကတ်အချို့ကိုတငယ်ချင်းတွေကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။သူမရဲ့ကတ်တွေကိုရရှိတဲ့အခါတငယ်ချင်းတွေရဲ့ပျော်ရွှင်တဲ့မျက်နှာတွေကိုမြင်ရတာကိုသူကနှစ်သက်ပါတယ်။သူမရဲ့ဖန်တီးမှုတွေကိုမျှဝေရတာဟာတကယ်ကိုကောင်းမွန်တဲ့ခံစားချက်ပါပဲ။လုပ်ငန်းရှင်ဖြစ်တယ်ဆိုတာငွေရှာတာတခုတည်းမဟုတ်ဘူးဆိုတာကိုသူမသိလိုက်ပါတယ်။ဒါဆိုဘာရီများပါဝင်နေသေးတာလဲ။အမ်မာဟာပျော်ရွှင်မှုကိုမျှဝေခြင်းကိုနှစ်သက်တဲ့အရာကိုလှုပ်ဆောင်ခြင်းနဲ့ကွဲပြားခြားနားမှုကိုဖန်တီးခြင်းတို့အကြောင်းကိုသင်ယူခဲ့ပါတယ်။ဒါဟာလုပ်ငန်းရှင်တစ်ယောက်ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ပါပဲ။အမ်မာလိုပဲကိုယ်ပိုင်လုပ်ငန်းလေးတွေစတင်ခြင်းနဲ့ကလေးတွေအတွက်ဘယ်လိုလှုပ်ဆောင်သင့်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်အောင်။ပထမဆုံးအနေနဲ့ကိုဘာလုပ်ရတာကိုနှစ်သက်လဲဆိုတာစဉ်းစားပါ။ကိုယ့်ရဲ့ဝါသနာနဲ့စိတ်ဝင်စားမှုတွေကဘာတွေလဲ။ကိုကီးဖုတ်တာလက်ကောက်လုပ်တာဒါမှမဟုတ်ကြောက်တုံးနဲ့စီးချယ်တာမျိုးဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေတွေကအများကြီးရှိပါတယ်။စိတ်ကူးရပြီဆိုရင်လက်တွေ့အကောင့်ထဲပေါ်ဖို့ဘာတွေဆက်လုပ်ရမလဲ။ပြီးရင်မိဘတွေကိုအကူအညီတောင်းပါ။သူတို့ကကိုယ့်ရဲ့ဖန်တီးမှုတွေကိုဝမ်းမြောက်စွာကူညီပေးပါလိမ့်မယ်။အမ်မာကတ်တွေလုပ်ခဲ့သလိုပဲကိုယ့်ပစ္စည်းတွေကိုထူးခြားပြီးတမူထူးခြားအောင်ဖန်တီးပါ။ကိုယ်ပိုင်ထိတွေ့မှုလေးတွေထည့်သွင်းပေးပါ။ဒါဆိုလူတွေကကိုယ့်ရဲ့ဖန်တီးမှုတွေကိုဘယ်လိုများသိရှိနိုင်မှာလဲ။တငယ်ချင်းတွေနဲ့မိသားစုကိုလှုပ်ထားတဲ့ပစ္စည်းတွေအကြောင်းပြောပြပါ။သူတို့ကကိုယ့်ရဲ့ဖန်တီးမှုတွေကိုစိတ်လှုပ်ရှားစွာမြင်တွေ့ရပါလိမ့်မယ်။ကိုယ်အိမ်ဝင်းထဲမှာဒါမှမဟုတ်ကျောင်းဝဲတွေမှာဆိုင်လေးတစ်ခုဖွင့်ပြီးကတ်လှလှလေးတွေနဲ့ဆိုင်းပုတ်လေးတွေချိတ်ဆွဲနိုင်ပါတယ်။ဒါဟာကိုယ့်ရဲ့ဖန်တီးမှုတွေကိုလူများများနဲ့မျှဝေနိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါပဲ။လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အစစ်မှန်ကဘာများလဲ။လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆိုတာဖန်တီးနိုင်စွမ်းကိုအသုံးပြုတာစူးစမ်းလှုပ်ဆောင်တာနဲ့ပျော်ပျော်ရွှင်ရွှင်ရှိတာဖြစ်ပါတယ်။ဒါဟာကိုယ်စိတ်ကူးတွေကိုလက်တွေ့အကောင့်ထဲပေါ်ပြီးပျော်ရွှင်မှုကိုတခြားသူတွေနဲ့မျှဝေတာပါပဲ။ပျော်ရွှင်မှုကိုမျှဝေခြင်းဟာအရာရာကိုပိုမိုထူးခြားစေပါတယ်။ဒီလိုမျိုးကိုနှစ်သက်တဲ့အရာတွေကိုဖန်တီးပြီးပျော်ရွှင်မှုတွေမျှဝေနိုင်တဲ့နည်းလမ်းတွေအကြောင်းကိုနက်နက်နေနေဆက်ပြီးသိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်လာမယ့်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးပါ။